သူမဟာသမီးလေးနဲ့အတူဘတ်စကားပေါ်မှာရှိနေချိန်ထူးဆန်းတဲ့အဖွားအိုတယောက်ကသူမရဲ့မော်ဆန်နဲ့အပြာရောင်စပင်တွေကိုအသုံးပြုပြီးချီထိုးနေခဲ့ပါတယ်။သူမပြန်လည်းမတုံ့ပြန်နိုင်ခင်မှာပဲအမောင်မန်တတစ်ခုကသူမကိုလွှမ်းခြုံသွားပြီးတင်းငယ်တဲ့ချီထိုးအယုတ်လေးတစ်ယုတ်ဖြစ်ပြောင်းလဲသွားစေခဲ့ပါတယ်။အဖွားအိုကတခွန်ခွန်ရင်မော်ရင်တင်းငယ်သွားတဲ့သူမကိုကောက်ယူပြီးမောင်းနေတဲ့ဘတ်စကားပေါ်ကနေမိုးသေးထန်စွာရွာနေတဲ့လမ်းပေါ်ကိုရဲရဲဆက်ဆက်ပစ်ချလိုက်ပါတယ်။ဒါပေမဲ့ဒီအမေကတော့အရှုံးမပေးတဲ့တိုက်ခိုက်ရေးသမားပါရေအိုင်ကြီးထဲမှာနင်းမြုပ်လူနီးပါဖြစ်နေပေမဲ့သူမဟာသူမရဲ့စပယ်မြင့်တစ်ချောင်းကိုကျိုးဖြစ်အသုံးပြုပြီးဘတ်စကားနောက်မီးမှာချိတ်လိုက်ပါတယ်သမီးလေးနဲ့မျက်ခြေမပြတ်စေဖို့အတွက်ဆူဆွတ်နေတဲ့လမ်းမပေါ်မှာသူမဟာရဲရဲဆက်ဆက်တရွတ်တိုက်ဆွဲခေါ်ခြင်းကိုခံခဲ့ရပါတယ်နောက်ဆုံးမှာတော့ဘတ်စကားရက်သွားပြီးအဖွားအိုကသမီးလေးကိုလက်ဆွဲကစုပ်ပြတ်နေတဲ့အိမ်ဦးကြီးထဲကိုခေါ်ဆောင်သွားပါတယ်တလန်းလုံးတရွတ်တိုက်ပါလာခဲ့တဲ့အယုတ်မေမေဟာအိမ်ကိုရောက်တဲ့အခါသူမရဲ့ခြေထောက်တစ်ဖက်ပြတ်ထွက်သွားတာကိုတွေ့လိုက်ရပါတယ်ဒါပေမဲ့သူမဆွဲမလျှော့ပါဘူးတကိုင်းတတိလေးတစ်ခုကိုရှာပြီးခြေတူအဖြစ်ဖန်တီးခဲ့ပါတယ်ပြတင်းပေါက်ကိုမိဖို့အတွက်အရန်သိငယ်နေသေးတာကြောင့်လွှင့်ပစ်ထားတဲ့ဇွန်းတစ်ချောင်းကိုတွေ့သွားပြီးကြောက်ခဲကိုအမာခံထားကပြစ်စင်တစ်ခုအဖြစ်ပြုလုပ်ပြီးပြတင်းပေါက်ထိလွှင့်တင်လိုက်ပါတယ်အိမ်ထဲရောက်တဲ့အခါအဖွားအိုရဲ့မျက်နှာဖုံးကိုတွေ့လိုက်ရပြီးသူမကိုဒုက္ခပေးခဲ့တဲ့ချီထိုးအတွက်ဒီကိုလည်းဘေးမှာတွေ့လိုက်ရပါတယ်ဒါဟာသူမအတွက်အခွင့်အရေးပါပဲသူမကအကြီးကြီးတစ်ချောင်းကိုကင်လိုက်တဲ့အခါအပြာရောင်မိခိုးငွေတွေထွက်ပေါ်လာပြီးကျိန်စာကပြောင်းပြန်ဖြစ်ကသူမဟာငကိုမူလအရွယ်စားအတိုင်းပြန်ဖြစ်လာခဲ့ပါတယ်ဒေါသတွေနဲ့ပြည့်နေနေတဲ့သူမဟာသမီးလေးကိုလိုက်ရှာဖို့ပြင်ဆင်နေတော့နေရံပေါ်ကတပ်ပုံတွေကိုမြင်လိုက်ရပါတယ်သူမရဲ့မင်္ဂလာဆောင်တပ်ပုံကိုဝင်ဆောင်စဉ်ကပုံနဲ့သမီးလေးမွေးခါစားပုံတွေကိုမြင်လိုက်ရတဲ့အခါသူမရဲ့စိတ်နှလုံးဟာကြေကွဲသွားရပါတယ်အဖွားအိုဆိုတာတကယ်တော့သူမရဲ့ခင်မုန်းဖြစ်နေတာပါအဲ့ဒီအချိန်မှာပဲသမီးလေးဟာအိမ်ထဲကနေပြေးထွက်လာပြီးသူမကိုဖတ်လိုက်ပါတယ်သူမရဲ့ခင်မုန်းဖြစ်သူကတော့ထိတ်လန့်တုန်လှုပ်နေပါတယ်သူမခင်မုန်းဖြစ်သူကိုတက်တက်ဆိုင်ကြည့်ပြီးမော်အပ်တွေကိုချိုးပစ်လိုက်ပါတယ်ဒီလိုနဲ့ကျင်းစာကိုထာဝရဖျက်ဆီးလိုက်ပြီးသူမရဲ့မိသားစုကိုပြန်လည်ထိန်းချုပ်နိုင်ခဲ့ပါတယ်